အခက်အခဲများကိုရင်ဆိုင်ကာ final ကိုတက်လှမ်းနိုင်ခဲ့တဲ့ Man City အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပေးဖို့ရန်အတွက်အားလုံးကိုမေတ္တာရပ်ခံချင်ပါတယ်။အညာကမြန်မာစံတော်ချိန်2နာရီခွဲမှာရှင်ပြိုင်ကစားခဲ့တဲ့ Man City အသင်းနဲ့ Newcastle အသင်းဟာဆိုရင်ကာရဘောင်ဖလားဆီမီဖိုင်နယ်ဒုတိယကြောဖြစ်တဲ့နောက်ဆုံး final ကိုကျွန်တော်တို့ကန်ခဲ့တာမြင်တွေ့ရတာဖြစ်ပါတယ်။မနေ့ကရှင်ပြိုင်ကစားခဲ့တဲ့ Man City အသင်းနဲ့ Newcastle အသင်းဟာဆိုရင်ပထမကြောမှာ Man City က2-0နဲ့ Newcastle ကိုအနိုင်ရကနောက်တစ်ဆင့်တက်လှမ်းဖို့ရန်အတွက်စောင့်စားရင်းနဲ့မနေ့ကရှင်ပြိုင်ကစားခဲ့တဲ့ခါမှာတော့3-1နဲ့အနိုင်ယူကစုစုပေါင်း5-1နဲ့ Man City ကလွတ်ကျွတ် final တက်လှမ်းသွားပါပြီဖြစ်ပါတယ်။ဒီပွဲစဉ်ဟာဆိုရင်တကယ်ကိုအကျိတ်နဲ့ဖြစ်ခဲ့တဲ့ပွဲစဉ်ဖြစ်ပါတယ်။ Man City ကတော့အိမ်ကွင်းမှာ Newcastle အသင်းကိုဧကန်ကစားပြီး9မိနစ်29မိနစ်မှာ Mahrez ကအနိုင်ဂိုးတွေကိုသွင်းယူက32မိနစ်မှာနောက်တစ်ဂိုးသွင်းယူခဲ့တာကိုကျွန်တော်တို့မြင်တွေ့ရတာဖြစ်ပါတယ်။ဒီနေ့ပွဲစဉ်ကတကယ်ကိုကောင်းမွန်တဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒီပွဲစဉ်ကလည်း final ကိုအရောက်ပို့တဲ့ပွဲစဉ်ဖြစ်တဲ့အတွက်3-1ဆိုတဲ့အရာကလွယ်လွယ်လေးနဲ့ final ကိုတက်ရှိသွားတဲ့အရာကိုကျွန်တော်တို့မြင်တွေ့ရတာဖြစ်ပါတယ်။မကြာခင်မှာပဲကျွန်တော်တို့ဒီ Man City အသင်းနဲ့ Arsenal အသင်းတို့ဟာဆိုရင် Wembley မှာနောက်လမှာရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်။ဘယ်သူတွေချန်ပီယံဖြစ်ပြီးတော့ဘယ်သူတွေကဖလားကြီးကိုမြောက်သွားမလဲဆိုတာကိုကျွန်တော်တို့စောင့်စားရမှာဖြစ်ပါတယ်။ဒီပွဲစဉ်ဟာဆိုရင်တကယ်ကောင်းမွန်မဲ့ပွဲစဉ်ဖြစ်ပါပဲ။ဆရာနဲ့တပည့်တွေ့ဆုံမဲ့ပွဲစဉ်ဖြစ်တဲ့အတွက်ပရိသတ်တွေအတွက်ရင်ခုန်စရာဖြစ်ပါတယ်။ဒါကြောင့်မလို့ Man City ပရိသတ် Arsenal ပရိသတ် Noble ပရိသတ်ရှင်ပြန်ကြီးပရိသတ်တို့အစင်သင့်ဖြစ်ပြီးတော့ဒီပွဲကိုရှုစားဖို့ရန်အတွက်အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ဒီနိုင်ပွဲကတော့ထိုက်တဲ့နဲ့ Man City ကတော့ final ကိုရောက်ရှိသွားပြီဖြစ်ကြောင်းပရိသတ်တွေထံအတိကြားတာ